ရှင်သိတ်ကောင်းမြတ်ပါတယ်ဒီနေ့အတူတူကကျွန်တော်တို့နှုတ်ကပတ်တော်ခံယူဖို့ကျွန်တော်အနေနဲ့ခေါင်းစဉ်လေးကတော့ဖျားသခင်ကိုမမေ့လျော့ပါနဲ့ဆိုတော့ခေါင်းစဉ်လေးနဲ့ကျွန်တော်အနေနဲ့အားပေးခြင်းနဲ့တရားဟောရာအခန်းကြီး8အငယ်7မှာသင်ဤဖျားခင်ထာဝရဘုရားကိုမေ့လျော့သောအပြစ်ကိုသတိနဲ့ရှောင်ပါကျွန်တော်တို့အသက်တာအတွက်လူရလို့ဖြစ်လာရင်လူတိုင်းမမေ့တတ်တဲ့သူမရှိပါဘူးမေ့တတ်ပါတယ်လူတိုင်းမေ့တတ်တယ်အဲ့တော့မေ့တတ်တဲ့အရာအတွက်ခီးသွားမယ်ဆိုရင်တော့ကြိုတင်ပြီးမှပစ္စည်းတွေထည့်တယ်ပစ္စည်းတွေထည့်တယ်မပေါ်တွေထည့်တယ်နော်ထည့်ရင်ရှာဖွေရင်ထည့်ရင်ဘေးကနေပြီးတော့စာအုပ်လေးတွေရေးထားပါတယ်ရေးထားပြီးတော့ထည့်ရင်တော့မေ့တတ်ပါတယ်ဒီနေ့ချစ်တော်မိတ်ဆွေလူတိုင်းဟာမေ့တတ်တဲ့သူတွေများပါတယ်ဒါကြောင့်မေ့တတ်တဲ့အရာတွေအထက်ထဲမှာချစ်တော်မိတ်ဆွေနဲ့ကျွန်တော်ရဲ့အသက်တာအတွက်ဘဒုကိုမမေ့ဖို့တော့လိုတယ်လဲဆိုတော့ဖျားကိုမမေ့ဖို့တော့အရေးကြီးပါတယ်ဖျားကိုမေ့ရင်ဘာလို့ဆိုအပြစ်ဆိုတဲ့ရအတွက်အဲ့ဒီဖျားကိုမေ့လျော်ခြင်းဒီအပြစ်ဆိုတဲ့ရအတွက်အဲ့ဒါကိုသတိနဲ့ရှောင်ပါတယ်နေ့စဉ်နေ့တိုင်းကျွန်တော်တို့အသက်တာအတွက်ကောင်းစားသည်ပဲဖြစ်နေအောင်မြင်သည်ပဲဖြစ်နေဖျားကိုမမေ့နဲ့မေ့လာပြီဆိုရန်သူကကျွန်တော်အပေါ်မှာနိုင်တယ်လို့ဝမ်းနေခြင်းတွေစိုးရိမ်ခြင်းတွေဆုံးရှုံးခြင်းတွေခံစားရမှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့အားပေးခြင်းနဲ့အခြားအရာတွေမေ့တတ်တယ်ကျွန်တော်အစလည်းမေ့တတ်တယ်ချစ်တော်မိတ်ဆွေအခုနှုတ်ကပတ်တော်ခံယူနေတဲ့မိတ်ဆွေလည်းမေ့တတ်မှာပါဘလို့ဟာတွေပဲဘလို့ဘယ်အရာတွေပဲမေ့ဒီနေ့ချစ်တော်မိတ်ဆွေရဲ့အသက်တာအတွက်ဖယားကိုမမေ့နဲ့ဖယားကိုနေ့စဉ်နေ့တိုင်းဖယားကိုမမေ့ပဲနဲ့သွားလာအသက်ရှင်မဆိုရင်ဖယားရဲ့အောင်အိုးပူရနဲ့ကျွန်တော်တို့အသက်တာမဆာခြင်းကျေးဇူးပြုခြင်းခံစားရမယ်ဆိုတဲ့အရာလေးနဲ့ခွန်အားပေးပါတယ်အရောက်စီတိုင်းဖယားတိုင်ကောင်းကြီးပေးပါသေး